အီရန်ခေါင်းဆောင်ခါမီနီနေရာတွင်ခေါင်းဆောင်သစ်ဖြင့်ခန့်အပ်ထားတဲ့အာယာဒူလာလက်သစ်မော့ရှ်တာဘာခါမီနီကိုဖမ်းဆီးနိုင်ရန်အတွက်သတင်းပေးနိုင်သူဟာဒေါ်လာ10 သန်းစုငွေပေးမည်ဟုအမေရိကန်ကသတင်းထုတ်ပြန်ခဲ့ပါတယ်။အီရန်ရေနံ90%တူလောင်ထားရှိရာကျွန်းဖြစ်တဲ့9 မိုင်သာရှိတဲ့ကာ့ဖ်ကျွန်းပေါ်မှာအီရန်စစ်အခြေစိုက်စခန်းကိုမတ်လ23 ရက်ကအမေရိကန်ဘက်မှပြစ်မှတ်ထားတိုက်ခိုက်ပြီးနောက်ယင်းကျွန်းကိုတပ်သိမ်းရန်ဒေါ်နယ်ထရန့်ကစီစဉ်နေကြောင်းသတင်းများလေးထွက်ပေါ်လျက်ရှိပါတယ်။ယင်းကျွန်းပေါ်မှာအီရန်ကုန်းမြေနဲ့ပင်လယ်ကြား15 မိုင်ကွာတွင်ရှိသောကျွန်းဖြစ်ကထရန့်သမ္မတမဖြစ်မီအင်ချမ်းမြေတထေးကြီးဘဝမှာပင်အီရန်အားဖြူလို့လျင်ကာ့ဖ်ကျွန်းကိုဖျက်ဆီးလိုက်ခြင်းကအဖြစ်ဟုပြောခဲ့မှုသောကျွန်းဖြစ်ကြောင်းလည်းသိရှိရပါတယ်။ ဟစ်ဇ်ဘိုလာဟူသီများအပါအဝင်အစ္စလမ်စစ်တပ်များကိုအီရန်ကကြောထောက်နောက်ခံပေးနေခြင်းတွင်ရေနံတင်ပို့မှုမှာအီရန်ရသည့်ဘတ်ဂျက်သည်40%အထိရှိနေသဖြင့်နိုင်ငံ၏90%သောရေနံများတူလောင်ထားရာကာ့ဖ်ကျွန်းအားကမ်းတက်သိမ်းပိုက်နိုင်ရန်အမေရိကန်အထူးမရိန်းတပ်ဖွဲ့ဝင်2500ပါတဲ့ကွန်မန်ဒိုတပ်များစစ်သင်္ဘောများကိုအရှေ့အလယ်ပိုင်းဒေသသို့ထရန့်ကထပ်မံပို့ဆောင်ပေးနေပြီးကာ့ဖ်ကျွန်းကိုသိမ်းပိုက်ကရေနံများကိုအပိုင်သိမ်းဖွယ်ရှိကြောင်းသိရှိရပါတယ်။